education vs ပညာရေးနဲ့လက်နက်နိုင်ရှင်ချက်လက်နက်ရှိသူများကလွန်ခဲ့သောနှစ်ပေါင်း3000သို့မဟုတ်16ရာစု18ရာစု18ရာစုအထိကတော့အနိုင်ရတယ်ဆိုတာဟုတ်ချင်ဟုတ်ပါလိမ့်မယ်သို့သောပညာမပါလို့ကတော့ကြာအနိုင်ယူလို့ရမည်မဟုတ်Alfred Nobel ရန်အကြီးကျယ်ထုတ်ပြီးနောက်ပိုင်းမှသာရန်ကိုတင်းကြွသုံးလာတာတွေ့ရပါတယ်အောက်တိုဘာ21ရက်1833မှာ Nobel မွေးပြီးဒီဇင်ဘာ10ရက်1896မှာသေဆုံးပါတယ်ဆွီဒင်လူမျိုးဓာတုဗေဒယူပဗေဒတွေကိုဆရာနဲ့သေချာစွာသင်ကြားပြီးဓာတုပညာရှင်တယောက်ဖြစ်လာရုံမကဘာသာစကားများစွာကိုလည်းသင်ကြားတတ်မြောက်ထားသူပါဒါကြောင့်ရန်နဲ့ဒိုင်နမိုက်ကိုတီထွင်ထုတ်လုပ်သူပါအဲ့ဒီခေတ်ကတော့ရန်ကိုတီထွင်ထုတ်လုပ်ပြီးအခုထိနှစ်စဉ် Nobel ဆုတွေပေးနိုင်နေသေးတာပါဒါပညာကြောင့်မဟုတ်ပါလားတရုတ်ပြည် CCP ဥက္ကဋ္ဌကြီးမော်စီတုံး CPP ဥက္ကဋ္ဌကြီးမော်စီတုံးညာလက်ယုံကလည်းကြီးချောင်းစုကလည်း Harvard University ကနေကျောင်းပြီးနိုင်ငံခြားရေးဝန်ကြီးဖြစ်မော်စီတုံးခန့်ထားရပါတယ်ဒီစာအုပ်ကိုစာကြည့်တိုက်ကနေတွေ့လိုက်ရတယ်မဖတ်လိုက်ရပါဘူးစာအုပ်နာမည်ကတော့ Harvard Yard to Tiananmen Square My Life China for Foreign Minister အခုနောက်ကိုရီးယားကင်ဂျုံဦးကလည်းဆွစ်ဇာလန်မှာကျောင်းပြီးခဲ့တာပါရုရှားတိုးတက်ထွန်းကားလာရတာလဲ Catherine the Great ကြောင့်ပါတကမ္ဘာလုံးကစာပေတွေကိုရုရှားဘာသာနဲ့ဘာသာပြန်ထုတ်ဝေခဲ့ပါတယ်သက္ကသိုလ်တွေ college တွေစာကြည့်တိုက်တွေများစွာတည်ဆောက်ခဲ့ပါတယ်လက်နက်စီတိုင်းသာအနိုင်ရကြစတန်းဆိုရင်Oxford တက္ကသိုလ်တို့ Cambridge တို့ Harvard တက္ကသိုလ်တို့ McGill University တို့ University of Toronto တို့ UBC တို့ပိတ်လိုက်ရတာကြာပြီပေါ့မိတ်ဆွေ University of Singapore Stanford တို့နာမည်ကြီးတက္ကသိုလ်တွေဘယ်စီတော့မှလဲဆရာတွေဆရာမတွေလည်းထမင်းငတ်ကုန်ကြပြီပေါ့အခုတရုတ်ပြည်ကိုပြန်ကြည့်မလား UBC နဲ့ University of Alberta တရုတ်ကျောင်းသားကျောင်းသူတဝက်ကျော်နေတာပါပညာရေးကအရေးကြီးလို့ပေါ့အာဆာမှာအတော်ဆုံးဆိုတဲ့ဂျပန်တွေကနေဒါနဲ့ US မှာကျောင်းလာတက်တာအများကြီးပါကိုရီးယားကျောင်းသူကျောင်းသားလည်းအများကြီးပါလူမျိုးတစ်မျိုးတိုးတက်ဖို့ဆိုတာပညာရေးကထိတ်ဆုံးကနေအရေးကြီးဆုံးပါစင်ကာပူပြန်ကြည့်ရအောင်စင်ကာပူလီကွမ်ယူပညာနဲ့ပဲတီဆောက်ထားတာပါအခုဆိုကဘာမှာအချမ်းသာဆုံးနိုင်ငံတွေထွဲမှာတော့ပါနေပြီကနေဒါတို့နော်ဝေးဆွီဒင်ဂျာမနီဖွံ့ဖြိုးတိုးတက်နေတဲ့နိုင်ငံတွေကိုဘာနဲ့တီဆောက်ထားလဲပညာရေးနဲ့စာကြည့်တိုက်နဲ့တီဆောက်ထားတာပါကဘာကြီးကရုပ်ဖြစ်နေချိန်မှာကနေဒါကငွေကြေးပညာရှင်မတ်ခါနီကိုဝန်ကြီးချုပ်ဖြစ်ဖန်တင်ထားလိုက်တယ်အခုဝန်ကြီးချုပ်က Bank of Canada နဲ့ Bank of England ဥက္ကဋ္ဌဟောင်းတယောက်ပါငွေကြေးပညာမှာတစ်ဖက်ခံခတ်တတ်တဲ့ငွေကြေးပညာရှင်တယောက်ပါကနေဒါဘဏ်ဥက္ကဋ္ဌဟောင်းတယောက်ပါကနေဒါမှာပညာတတ်အလျံပယ်ရှိပါတယ်ရှာဝန်လားပိုလုံးလို့ USA မှာကနေဒါရှာဝန်တွေအများကြီးပါကျန်သောနယ်ပယ်ပညာရပ်တွေမှာလည်းအများကြီးပါတစ်နှစ်ကျောင်းဆင်းပြီးတာနဲ့ကဘာရက်လုပ်ငန်းခွင်မှာဝင်နေတာအများကြီးပါ
ကမ္ဘာလူဦးရေနဲ့နိုင်ငံလူဦးရေနဲ့တွက်မှဆိုရင်ကနေဒါဟာကမ္ဘာပညာရေးစနစ်မှာ top 10ထိပ်ဆုံး10နိုင်ငံထဲမှာအမြဲပါနေသလိုတခါတရံမှာနံပါတ်4အထိချိတ်နေပါတယ်အင်္ဂလိပ်နဲ့ပြင်သစ်ကရုံးသုံးပါပညာတတ်အလွန်ပေါ်တဲ့နိုင်ငံပါကနေဒါနိုင်ငံကိုပညာနဲ့ကာကွယ်ပြီးပညာနဲ့ချမ်းသာအောင်တည်ဆောက်ထားတာပါအစိုးရရုံးမှာဖက်ဒရယ်ရုံးမှာလုပ်တဲ့လူဝန်ထမ်းမှန်သမျှဘာသာစကားနှမျိုးတိုက်ရပါတယ်အင်္ဂလိပ်နဲ့ပြင်သစ်ရေးတတ်ဖတ်တတ်ရပါတယ်အခုစကားစားတို့အုပ်စုကတော့တိုင်းပြည်ကိုပညာနဲ့မတည်ဆောက်မကာကွယ်ပဲလက်နက်နဲ့ကာကွယ်မယ်ဆိုတာရည်စရာဟာသားကြီးတစ်ခုပါအခုအိမ်ကြီးချင်းထိုင်းနိုင်ငံကိုပဲကြည့်ဟိုကျူလာလာကောင်းအဖေမွန်ခေါကြီးလက်ထက်ထဲကအင်္ဂလိပ်ဆရာမကိုနန်းတွင်ထဲမှာအင်္ဂလိပ်စာခေါ်သင်ထားရပါတယ်ကျူလာလာကောင်းလက်ထက်ကစလို့ထိုင်းတော်ဝင်မိသားစုတိုင်းဟာနိုင်ငံခြားမှာပညာတော်သင်သွားပြီးဘွဲ့ယူရပါတယ်ဂျပန်လည်းအမင်းကြီးဘီရင်လက်ထက်မှာနိုင်ငံတော်တော်များများမှာပညာတော်သင်လွှတ်ရပါတယ်အဲ့ဒီပညာတတ်တွေပြန်လာပြီးနိုင်ငံကိုချမ်းသာအောင်တည်ဆောက်ကြပါတယ်ထိုင်းမလေးစင်ကာပူနိုင်ငံခေါင်းဆောင်တော်တော်များများဟာနိုင်ငံခြားမှာဘွဲ့ယူပြီးပြန်လာကနိုင်ငံကိုချမ်းသာအောင်တည်ဆောက်ရပါတယ်ဒိုဦးနေဝင်ရှုမောင်မွန်တရုတ်ကဗျာပြန်ကြည့်ရအောင်သူကတော့အဲ့လိုမဟုတ်ဘူးပညာတတ်တွေကိုလာစာနည်းနည်းလေးပြီးတော့စားမလောက်ပဲနိုင်ငံခြားကိုဒီနီးနဲ့မောင်းထုတ်ခဲ့တယ်လာစာတဲ့အောက်ဆိုင်ကငွေနဲ့ချမ်းသာအောင်တိဆောက်ချမ်းသာအောင်လုပ်ကြပညာမရှိရတဲ့ကြားတွေကဇာရိတပါပျက်စီးသွားတော့ငါးပါးမောက်တာဘာဆန်းလဲတိုင်းပြည်ကလူတွေကိုဒီစီစနစ်တကြဖျက်ဆီးပစ်လိုက်တယ်ဦးသန်းဆွေတက်လာတယ်ပိုဆိုးသွားတယ်တခါမှမကြားဘူးတဲ့ကုန်စည်နှုန်းတွေဘာတွေဖြစ်ကုန်တယ်ဝိုင်းခိုးဝိုင်းလူပြီးလူတစုချမ်းသာသွားတယ်တနိုင်ငံလုံးယောဂထူမွဲပြသွားတယ်အသားရည်မွဲချောက်ပြီးပြသွားတယ်မဲယုံမကပြသွားတယ်ဗမာဘီရင်လက်ထက်ကလည်းပညာတော်သင်လွတ်ပါတယ်ပြမလာကြဘူးဟုတ်မဟုတ်မလာပါဖေဟာဝေးကနေခါစားမော်ဖူးဆိုမှမော်ဖူးဆိုတဲ့သက်ဦးဆံပိုင်ဘီရင်စနစ်နဲ့သူ့အမျိုးတွေကိုမကြိုက်လို့ပြန်မလာကြတော့တာပါပြန်လာတဲ့ကနောင်မင်းသားကြီးလည်းအသက်ခံရတယ်ဗမာဘီရင်တွေသယန်းထားတာမွေးလာတဲ့ကလေးတွေကလည်းအကုန်ဘီရင်ဖြစ်ချင်နေကြတာပညာကမတတ်အသိဉာဏ်ကနေတော့ကနောင်မင်းသားကြီးအသက်ထွက်သွားတယ်နိုင်ငံခြားမှာပညာကိုကောင်းမွန်စွာသင်ပြီးမှတိုင်းပြည်ကိုချမ်းသာအောင်တည်ဆောက်မယ်မဟုတ်ဘူးဘီရင်ပဲလှုပ်ချင်နေကြတယ်အင်္ဂလိပ်ကိုကျေးဇူးတင်ရမယ်သို့မဟုတ်လို့ကမဟုတ်တဲ့အရာကိုမှန်လာပါဖေဟာလုပ်နေရအောင်လက်နဲ့စီတိုင်းသာအခုခေတ်မှာအနာရစတန်းဆိုရင်ကဘာပေါ်မှာတက္ကသိုလ်တွေကျောင်းတွေဘယ်စီတော့ပါမလဲအကုန်လုံးလက်နဲ့စက်ရုံစစ်သားကြီးပဲဖြစ်ကုန်မှာပေါ့ DSE လေးနဲ့တက်ပြီးရင်အကုန်ဖိအကုန်တက်နေပြီးလို့ထင်နေနိုင်ငံကိုလက်နဲ့ကာကွယ်နိုင်မယ်လို့ထင်နေရင်တော့ဒါတကယ်ယူပါပဲ USA တို့မှာတိုက်လျင်ထုတ်တဲ့ကုမ္ပဏီလော်ဟီမာတင်တို့လိုလက်နဲ့ကြီးလက်နဲ့ငယ်ထုတ်တဲ့ကုမ္ပဏီတွေသတ်ပါအစိုးရက contract ပေးထားရတာပါစစ်သားသတ်ပါမရောပါဘူးဒါကြောင့်ဦးမင်းအောင်လှိုင်ကိုပြောချင်တာကနိုင်ငံရေးမှာပဲဖြစ်ဘာပဲလို့သူပညာရတဲ့သူပါပဲအိမ်ဆောက်တာပဲဖြစ်မြို့တဲတာပဲဖြစ်သူပညာရတဲ့သူပါပဲအင်္ဂလိပ်တဲထားတဲ့ရန်ကုန်မြို့နယ်၄ခုမိုးဘလောက်ပဲရွာရေးမကြည့်ဘူးဘာကြောင့်လဲ drainage system နောက်တစ်မျိုးခေါ်ဝ storm line သတ်ရှိတယ် sanitary line သတ်ရှိတယ် distribute water ရေပေးဝေငါစနစ်သတ်ရှိတယ်ဆောက်ချင်တယ်လို့ဆောက်လို့ရတာမဟုတ်ဘူးဒါကြောင့်အရာဟာသူ့ဘူသူတာနဲ့သူပညာနဲ့သူရှိတယ်
ဒါကြောင့်လက်နဲ့အားကိုပြီးနေရတကာမှာအနိုင်ယူလို့မရဘူးဆိုတာကိုပြောချင်တယ်လက်နဲ့တစ်ခုတည်းကိုအားကိုတဲ့စကားစားဟာမကြခင်အချိန်2026မကုန်ခင်မဖိတာပြာလူပြီးတောင်မင်းလည်းမကဲနိုင်မြောက်မင်းလည်းမကဲနိုင်အနိစ္စသဘောနဲ့ကိစ္စချောတော့မှာပါလို့ပြောကြရင်နှိကုံချုပ်လိုက်ပါပဲစစ်မှန်သောပြည်သူတော်လှန်ရေးကြီးမုတ်ချအောင်ရမည်မြန်မာပြည်သူများနဲ့တူတိုင်းရင်းညီကိုများဖျားဆင်ကောင်းကြီးပေးပါစေ Thank you God bless you all thank you bye bye